ကျမနာမည်ကတော့ Mirani ဆိုပါကျမကတော့ဒီ Canal Plus မြန်မာမှာ Board of Member အနေနဲ့ Communication Director အဖြစ်တာဝန်ယူပြီးတော့လုပ်ကိုင်နေပါတယ်အခုဒီ Canal Plus ကို join တာကတော့ February လစ join တာဆိုတော့အခုဆိုရင်တော့6လလောက်ရှိပြီပေါ့နော်ဟုတ်ကဲ့ပါmy work career ကိုအမတို့စသိတာဆိုရင်တော့အမတို့ဒီအလုပ်တွေစရှာတဲ့အချိန်ပေါ့နော်အမတို့ဒီအလုပ်တွေစလုပ်မယ်ဆိုတော့အဲ့ဒီချိန်ကလေးကတော့ဒီလိုမျိုး recruiting agency ပေါ်လာတာတွေအများကြီးရှိရပေါ့နော်ဆိုတော့အဲ့ဒီထဲမှာ my work ကိုလည်းတစ်ခုအနေနဲ့တီးခဲ့တယ်တီးခဲ့ပြီးတော့ဂျားထဲမှာလည်းဒီ my work မှာအမတို့ CV တွေပါတင်ခဲ့တဲ့အချိန်တွေလည်းရှိခဲ့ဘူးလေပေါ့ဒါပေမဲ့ဂျားထဲမှာတော့အဲ့လိုတစ်ခေါက်မှတော့ my work နဲ့လက်သွယ်ပြီးတော့အလုပ်မလုပ်ဘူးအဲ့ဒီပြင်ကိုဟိုဒီ my work ဘက်ကလည်းဂျားထဲမှာဆက်သွယ်လာခဲ့ဘူးတာတွေလည်းရှိတယ်ဒါပေမဲ့အဲ့လိုရေစက်မစုံခဲ့ဘူးပေါ့နော်အခုဒါကတော့ first time အနေနဲ့ဒီ my work နဲ့အလုပ်တွဲလုပ်ဖြစ်တာပါဟုတ်ကဲ့အခုဒီ my wall ကစစချင်းဒီ position vacant ဖြစ်နေရဆိုပြီးတော့ဆက်တွယ်လာတယ်ပေါ့ဆက်တွယ်လာတဲ့အချိန်မှာလည်းတောက်လျှောက်ဟိုပြောရတာလည်းအဆင်ပြေတယ်ဂျာထဲမှာလည်းတစ်ခါလေးဒီ position နဲ့ပတ်သက်ပြီးတော့ကိုတခြားဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ရခက်တဲ့ဟာမျိုးလေးရှိတယ်အဲ့လိုအချိန်မျိုးမှာဆိုလည်းဒီ recruiting consultant ကကြတော့ဟိုကောင်းလေးအကြံဉာဏ်ပေးနိုင်တယ်ပေါ့နော်အကြံဉာဏ်လေးလည်းပေးနိုင်တယ်သူ suggestions တွေလည်းပေးတယ်ဆိုတော့တော်တော်လေးတော့ကောင်းတဲ့ experience ရခဲ့ပါတယ်အမရဲ့ဒီ career ကတော့ဒီ experience တိုတယ်ဆိုရင်တော့14နှစ်နီးပါးလောက်တော့ရှိပြီပေါ့နော်ဆိုတော့အမဒီ marketing communication ပေါ့ marketing industry မှာဆိုရင်တော့7နှစ်နီးပါးလောက်ရှိပြီအမရဲ့ career ဒီ marketing industry ရဲ့အစလို့ပြောရဲဆိုရင်တော့ဒီ electronic devices တွေပေါ့နော်ဒီ smartphone company မှာအမရဲ့ career ကိုစခဲ့တယ်အဲ့မှာပဲဒီ စစချင်းကတော့ PR နဲ့ PR manager အနေနဲ့ပေါ့နော် PR manager ပြီးသွားရင် PR မှာ con အဲ့ဒီကနေမှတောက်လျှောက် pure မှာ con အနေနဲ့career ကိုစခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ဆိုတော့ဒီဟာအပြင်မှာတော့တခြားအမမှာ experience တွေရှိခဲ့လဲဆိုတော့ပို့စစချင်းဘာမှမသိခင်တော့ကတော့ကိုကဟို marketing စိတ်ဝင်စားရလား HR စိတ်ဝင်စားရလားဆိုတာတိကျမသိခင်မှာတော့အမဒီ admin HR တို့ဒီ executive assistant roles တွေနေတော့ဒီတခြား company တွေမှာလည်းလုပ်ခဲ့ပြပါတယ်ဟုတ်ကဲ့အမရတာလို့ပြောရမယ်ဆိုရင်တော့အမဒီ Canal Plus ကိုစဝင်ချင်းမှာပဲအမတို့ဒီ Canal Plus ကနေပြီးတော့ Premier League ကိုရတယ်ဆိုတဲ့ဟာကိုသိလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီရှိတဲ့6လအတွင်းဒါပေမဲ့တကယ်တမ်းကတော့ Premier League မ launch ခင်ဆိုရင်အမတို့မှာ3-4လအတွင်းမှာပဲဟိုအရန်အလုပ်များပြီးသွားတော့ဒီ Premier League နဲ့ပတ်သက်ပြီးတော့ဟို promote လုပ်ရမယ့် activities တွေ strategies တွေကိုတောက်လျှောက်စဉ်းစားခဲ့ရတဲ့ဟာရှိရပေါ့နော်ဆိုတော့တကယ်တမ်းတော့ပုံမှန်ဆိုရင်အလုပ်ဝင်ပြီးသွားပြီဆိုရင်တော့နည်းနည်း learning period လေးရှိတယ်ဒါပေမဲ့အခုဒီ Canal Plus ကိုရရောက်ချင်းမှာဆိုရင်အမမှာ learn လုပ်ချိန်တောင်သိချာမရဘဲနဲ့ဒီ strategy တွေရောဒီ operations တွေရော activities တွေရောတောက်လျှောက်ဟို plan ခဲ့ရတာပေါ့နော်ဆိုတော့ဂျင်းနဲ့လာလို့ပြောရဲဆိုရင်တော့ဟိုဂျင်းနဲ့အာရမှုရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီ6လအတွင်းမှာပဲလုပ်ခဲ့တဲ့ဒီthe whole campaign ဆိုရင် activities တွေအများကြီးပဲပေါ့နော် ATL ဘိုင်းတွေရော BTL ဘိုင်းတွေရောဥပမာဒီ TVC launch လုပ်တဲ့ဟာတွေရှိရယ်မတို့ event တွေတွားတဲ့ဟာတွေရှိရယ်တခြားဒီ advertisement တွေပေါ့နော် TVC တွေ Presca ads တွေတခြား POSM တွေအကုန်လုံးကိုဒီရဲ့ကျမတို့ Canal Plus ရဲ့ customers တွေသိအောင်လို့ဒီ awareness အနေနဲ့ရောဒီ sales အနေနဲ့ရောတိတိကျကျလေးကျမတို့ drive ပေးနိုင်ခဲ့တယ်လို့မြင်ပါတယ်ဟုတ်အဓိကတော့ဟိုအလုပ်ရှာရဲဆိုတဲ့ဟာမှာကြတော့ခုနောက်ပိုင်းဆိုရင်ကုမ္ပဏီတော်တော်များများကလည်းသူတို့ဒီ open vacancy တွေကို announce လုပ်တဲ့ဟာလေးတွေနည်းနည်းရှားလာတယ်ပေါ့နော်အဲ့လိုထဲဆိုင်ဒီလိုမျိုး recruiting စိတ်ချရတဲ့ recruiting agency တွေနဲ့ချိတ်ဆက်ပြီးတော့သွားနေကြတဲ့ဟာတွေကတော့ပိုများတယ်ပိုများတော့အခုဘာကြောင့်လဲဆိုတော့အခုအမလူငယ်လေးတွေတချို့တွေ့တယ်အလုပ်တွေရှာနေကြတယ်အလုပ်တွေမရကြဘူးဘာမှခေါ်နေမှန်းလဲသူတို့တေချာမသိကြဘူးပေါ့ဘာကြောင့်လဲဆိုတော့အရင်တုန်းကဆိုရင်တော့အမတို့ဒီကုမ္ပဏီတော်တော်များများကလည်းဖွင့်ပြီးတော့ခေါ်ကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီခဏပြောလို့ပဲဒီ recruiting agency နဲ့ချိတ်ပြီးတော့သွားတာဖြစ်တဲ့အတွက်
အတွက်ကြောင့်မို့ဒီ recruiting agency မှာ Isabel ဒီ My Wall လိုမျိုးမှာကိုယ့်ရဲ့ CV ကိုပေးထားတယ်ဆိုရင်သူတို့ကဥမာကိုနဲ့ကိုက်ညီတဲ့အလုပ်တွေတွေ့တဲ့အခါဆိုရင်ကိုယ် reach out လုပ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဟိုဟာတွေကိုတော့အလုပ်ရှာနေတဲ့သူတွေအနေနဲ့ဆိုရင်တော့ဒီလိုမျိုး recruiting agency တွေနဲ့ချိတ်ဆက်ပြီးတော့လုပ်တာမျိုးတွေကတော့ပိုကောင်းပါတယ်လို့ပြောချင်ပါတယ်ခုခေတ်မှာဆိုရင်တော့ပေါ့နော်အမတို့ဒီလိုအပ်ချက်တွေကပို့ပြီးတော့များလာပြီအရင်ခေတ်နဲ့မတူတော့ဘူးပေါ့အရင်ခေတ်တုန်းကဆိုရင်တော့အမတို့ဒီအလုပ်ရှာတယ်ဆိုရင်တော့ဥမာဒီ Microsoft Excel PowerPoint Word သုံးတတ်ရမယ်အင်္ဂလိပ်စာစကားအနေချင်းပြောတတ်ရမယ်ဆိုတဲ့ဟာမျိုးလေးတွေနဲ့ဟိုလုံလောက်ခဲ့တယ်ပေါ့နော်ပြီးသွားရင်သက်ဆိုင်ရဥမာ IT ဆိုရင်လည်း IT ဘိုင်း Engineering ဆိုလည်း Engineering ဘိုင်း Marketing ဆိုလည်း Marketing ဘိုင်းပြည့်စုံနေရဆိုရင်သူ့ဟာနဲ့သူအလုပ်လေးတွေကရှာလို့လွယ်တယ်ပေါ့နော်ဒါပေမဲ့အခုခေတ်ကြီးမှာကျတော့မတူတော့ဘူးဆိုတဲ့ဟာကဒီ AI တွေကိုသုံးပြီးတော့ဟိုလောက်လာတဲ့အလုပ်တွေလည်းရှိလာတယ်လို့တခြားဒီ digital ဘိုင်းနဲ့ပတ်သက်ပြီးတော့လုံးဝလွတ်မရတဲ့အပိုင်းတွေလည်းအများကြီးရှိလာတယ်ပေါ့နော်ဆိုတော့အမကတော့ဒီအလုပ်ရှာနေတဲ့လူတွေကိုအကြံဉာဏ်ပေးချင်တာကတော့ဥမာအလုပ်ရှာနေတာပဲဆိုပြီးတော့ငုတ်တုတ်လေထိုင်မနေပဲနဲ့ကိုယ့်ဟာနဲ့ကိုယ်ဘာတွေဖြည့်ဖို့လိုအပ်တယ်လဲပေါ့နော်ဟိုတခြား general knowledge အပြင်ကိုကိုယ့်ရဲ့ဒီသက်ဆိုင်ရာ field မှာလည်းကျွမ်းကျင်ဖြစ်အောင်လည်းထပ်ပြီးတော့လေ့လာလို့ရတဲ့ဟာတွေကိုလေ့လာသိချင်တယ်ပေါ့နော်ဆိုလေ့လာလို့ရတဲ့နည်းလမ်းတွေလည်းအများကြီးရှိတယ်အခုခဏပြောသလိုပဲပေါ့အခုက digital ခေတ်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီရဲ့ဒီ social media မှာပဲဖြစ်ဖြစ်တခြားဒီ digital platform တွေမှာပဲဖြစ်ဖြစ်ဟိုအလွယ်တကူလေ့လာလို့ရနေတဲ့နေရာတွေပြီးတော့ free လေ့လာလို့ရနေတဲ့နေရာတွေပဲအများကြီးပဲရှိရပေါ့နော်ဆိုတော့အဲ့ဒီနေရာတွေမှာလည်းတစ်ချက်ဟိုလေ့လာဖို့အတွက်ကိုလည်းအကြံဉာဏ်ပေးချင်ပါတယ်ဟိုအခုအမတို့ကိုယ်တိုင်တောင်းမှလည်းဟိုရက်နေလို့မရဘူးပေါ့နော်ဟိုတနေ့ထက်တနေ့ကအသစ်တွေကအများကြီးပဲပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီရဲ့ knowledge တွေကိုလည်းအလျင်မီနိုင်မှဒီဟိုဘက်ကအလုပ်ခေါ်တဲ့သူနဲ့ကိုကအလုပ်လျှောက်တဲ့လူနဲ့ကကိုက်ညီနိုင်မှာဖြစ်ပါတယ်เนาะဟုတ်လို့လေးကြံပေးချင်ပါတယ်suggestion ကတော့အထွေထူးမရှိပါဘူးဒီမှာ My Wall ကလည်းဒီ industry ထဲမှာနာမည်ရပြီးသားရောအောင်မြင်နေတဲ့ farm တစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ထူးထူးတော့ဟိုအကြံဉာဏ်ပေးစရာမရှိဘူးဒါပေမဲ့အခုဒီ market ထဲမှာရှိရလူငယ်တွေပေါ့နော်လူငယ်တွေအတွက်ကိုဒီထက်ပိုကောင်းတဲ့အခွင့်အလမ်းလေးတွေဖန်တီးပေးနိုင်မယ်အဲ့ဒီပြင်ကတခြားဟိုသူတို့knowledge sharing လိုမျိုးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေprovide လုပ်ပေးနိုင်ရင်တော့ပိုကောင်းမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ congratulations လို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ခုလိုဒီ10နှစ်တာပေါ့နော်ဒီကိတ်တစ်ခုရောက်လာဖို့ဆိုတာက market မှာရက်တိအဲ့လောက်ကြောင်ရက်တိနိုင်မှုဆိုတဲ့ဟာကမလွယ်ကူပါဘူးပေါ့နော်ဆိုတော့ဒီလို strong ဖြစ်နဲ့ရက်တိလာနိုင်တဲ့အတွက်လည်းဟိုဂုဏ်ယူပါတယ်ဒီထက်ပိုပြီးတော့လည်းအောင်မြင်မှုတွေစားတဲ့တပူရပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဟုတ်